အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကတော့မင်းဖွန်မြတ်ဖြစ်ပါတယ်ကျွန်တော်တို့ Schedules မှာ Business Executive အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်ဒီနေ့ပြပြပေးခြင်းနဲ့ကြားရလေးကတော့ကျွန်တော်တို့ Schedules မှာ Schedule user အနေနဲ့ကျောင်းသား account တွေ create လုပ်မယ် teacher account တွေ create လုပ်မယ်တခြား manager staff account တွေ create လုပ်ပေးမယ်ဒီလိုမျိုး user account တွေ create လုပ်တဲ့အချိန်မှာဘယ်နေရာမှာသွားလုပ်ရတယ်ဘယ်လိုမျိုးလုပ်ရလဲဆိုတော့ကျွန်တော် tutorial demonstration လေးပြပေးချင်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်တို့user account create လုပ်မယ်ဆိုရင်ကျွန်တော်ဒီဘက်မှာ sidebar ရှိရပါတော့ sidebar မှာ management ဆိုတဲ့ tab ရှိရဒီ management tab အောက်မှာ user ဆိုတဲ့ tab နောက်တစ်ခုရှိရဒီ page ကိုကျွန်တော်တို့တွားလိုက်မယ်ပေါ့နော်ပြီးတော့ဒီ page ကတော့ကျွန်တော်တို့ user space ပေါ့နော် user ကို create လုပ်တဲ့ user account တွေအကုန်လုံးဒီမှာကြည့်လို့ရနိုင်မယ် staff account တွေလား student account တွေလားကျွန်တော်တို့ဒီမှာတွားကြည့်လို့ရမယ်အဲ့တော့ကျွန်တော်အခု user account create လုပ်မယ်ဆိုတော့ကျွန်တော်ဒီ create ဆိုတဲ့ cloud လေးကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုဒါ user account create လုပ်ဖို့အတွက် form ကြလာပြီပေါ့နော်ဒီ form မှာကျွန်တော် user information တွေဖြည့်ပေးရမယ်user information တွေဖြည့်တဲ့အခါမှာအဓိကတတိထားရမယ့်အချက်က field တွေမှာ2မျိုးရှိရပါတော့တချို့ field က optional လို့ရေးထားတယ်တချို့ field ကတော့အနီအောင် star လေးပြပေးထားတယ်ဒီအနီအောင် star လေးပြပေးထားတဲ့ field ကကျွန်တော် mandatory ဖြစ်တယ်ပေါ့နော်ဒီ field တွေမှာပါလို့မရအောင်ဒီ field တွေကိုအများနဲ့ပါအောင်ထည့်ပေးရမယ်ကျွန်တော်အခုကျောင်းသားကောင်example ကျောင်းသားကောင်တစ်ခု create လုပ်လိုက်မယ်ပေါ့နော်ကျွန်တော်ကdemo student ဆိုပြီးတော့နာမည်ပေးလိုက်မယ် alternative name field ကတော့ optional ကျွန်တော်မထည့်လိုက်ရတယ်နောက်ပိုင်းကျွန်တော်ဒီ email field ကကျွန်တော် schedules ကိုတုံးမဲ့ user email ပေါ့နော်ဒီ email ကိုကျွန်တော်ထည့်ပေးရမယ်ကျွန်တော် email တစ်ခုအမြန်ထည့်လိုက်မယ်နောက်ပိုင်း user ID က optional တချို့အကြောင်းတွေက user ID ရှိရချို့အောင်တွေက user ID မရှိဘူးကျွန်တော်ထည့်လိုက်ရတယ်မထည့်လိုက်ရတယ် communication email ဆိုတာလည်းကျွန်တော်တို့ schedules ကနေပြီးတော့ email တွေပို့မယ်နောက်ပိုင်း teacher တွေအကြောင်းသားတွေကို email တွေပို့မယ်ဒီလိုနေရာတွေမှာလက်ခံပြီးတော့ကြည့်မယ် email ပေါ့နော်ဒီ email ကိုကျွန်တော်ထည့်ပေးရမယ်နောက်ပိုင်းတော့ gender ဒီကောင်က optional ကျွန်တော်မထည့်လိုက်ရ date of birth ကိုထည့်ပေးရမယ်ပေါ့နော် date of birth ကမထည့်လို့မရဘူးကျွန်တော်အဆင်ပြေတဲ့ date of birth တစ်ခုရွေးပြီးထည့်လိုက်မယ်ပေါ့နော် okay နောက်ပြီး phone number ထည့်ပေးရမယ် phone number ထည့်တဲ့အချိန် phone number ကလည်းmandatory field တစ်ခုဖြစ်တယ်ပေါ့နော်ဒီ field ကိုကျွန်တော် phone number ထည့်တဲ့အချိန်မှာ0906ချိန်တဲ့ဟာနဲ့စပြီးတော့ထည့်လို့ရတယ်ကျွန်တော်အခု09 something တစ်ခုထည့်လိုက်မယ်ပေါ့နော် phone number လေးတစ်ခုထည့်လိုက်မယ် Facebook account link ကလည်း optional ကျွန်တော်တို့မထည့်လိုက်ရတယ် house number ထည့်ပေးရမယ်ပေါ့နော်ကျွန်တော် house number တစ်ခုထည့်လိုက်မယ် street name township ကရန်ကုန် township လည်းကျွန်တော်မထည့်လို့မရဘူး city လည်းမထည့်လို့မရဘူးကျွန်တော်ရန်ကုန်ထည့်လိုက်မယ် region ထည့်ရမယ်ပြီးတော့ country ရွေးပေးရမှာပေါ့နော် country ကိုကျွန်တော်မြန်မာရွေးလိုက်မယ် okay နောက်ပြီးတော့ roles ပေါ့နော်ဒီဟာကstudent account ဖွင့်မှာလားနောက်ပိုင်း teacher account ဖွင့်မှာလားကျွန်တော်ရွေးရမယ်ပေါ့နော်ကျွန်တော်ကstudent account ဖွင့်မှာတော့ကျွန်တော် student ကိုရွေးလိုက်မယ်ပြီး submit လုပ်လိုက်မယ်ဒါဆိုတော့ user account တစ်ခု create လုပ်ပြီးပါမယ်နော်ကျွန်တော်တို့ဒီ student tab မှာသွားကြည့်ရမယ်ဆိုရင် user account demo student ဆိုပြီးတော့ကျွန်တော်တို့account တက်ဖို့ရပါတော့ကျွန်တော်ကျောင်းသား account ကျောင်းသားဒီ edit တဲ့နေရာမှာလည်းအတူတူပဲပေါ့နော်ကျွန်တော်အရင်ဆုံးသူ user page ကနေပြီးတော့သူ profile ကိုကျွန်တော်တွားလိုက်မယ်တွားပြီးရင်တော့ဒီ edit လုပ်တွေနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ user information တွေစပြီးတော့ပြန်ပြီး edit လို့ရပြီပေါ့နော် okay ဒါကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးအားလုံးလောက်ပါပဲခင်ဗျအားလုံးကျေးဇူးတင်ပါတယ်